ရင်းနှီးတဲ့မိတ်ဆွေဆိုတာစိတ်နာကျင်မှာကိုတောင်တတ်နိုင်သလောက်ရှောင်တိန်ပေးတဲ့သူပါနေ့စဉ်သွားလာလှုပ်ရှားကြရင်နဲ့တယောက်နဲ့တယောက်တွေ့တဲ့အခါဝါလာတယ်နော်ယောက်ျားမယူသေးဘူးလားအသက်ကြီးရင်တယောက်တည်းခတ်မှာစားတဲ့တယောက်နဲ့တယောက်တွေ့တဲ့အခါနှုတ်ဆက်တတ်တဲ့စကားတွေကတိတ်ကိုစိုးဝါတာမို့လုံးမိဘူးကြလာရင်အရန်လှတာပဲဝတ်ထားတာလေးကြည်ကောင်းလိုက်တာစားတဲ့လောကိုချော်လောက်တဲ့အထိပြောစရာမလိုပေမဲ့မတွေ့တာကြလို့နေကောင်းမှမလားစိတ်ပူနေတာဒီရက်အတွင်းနေရတာအဆင်ပြေတယ်မလားကိုတော့ရုန်းကန်နေရတယ်စားတဲ့ရင်ပတ်ချင်းနှွေးထွေးတဲ့စကားများပြောကြရင်ဘလောက်တောင်ကောင်းမလဲနော်တခါတော့ကမိတ်ဆွေဇနီးမောင်နှံရဲ့စကားလေးကိုသတိရမိတယ်သူတို့အိမ်အောင်ပြူတာကြပေမဲ့သားသမီးမထွန်းကားခဲ့ဘူးဒါကစိတ်ပင်ပန်းစရာဆိုပေမဲ့စူးစမ်းပြီးနှစ်ယောက်လုံးပျော်အောင်နေကြတယ်ဒါပေမဲ့လူတွေကသားသမီးမယူသေးဘူးလားသားသမီးဆိုတာအိမ်ရဲ့ဆဲလဲနော်ယောက်ျားကဖောက်ပြန်လိုက်မယ်အဲ့ဒီလိုမေးကြတဲ့သားသမီးမရနိုင်တဲ့အကြောင်းကိုရှင်းပြတော့လေကိုချင်းစားတယ်လို့စုတ်တက်နားထောင်ကြပြီးနောက်ွယ်ကြတော့ဖောက်သေးချကြပါရောတယ်လူတစ်ယောက်ရဲ့အားနေချက်ဟာတခြားလူတစ်ယောက်ရဲ့ထမင်းဝိုင်းလားလူတွေဟာသူတို့ဘဝကိုသူတို့စိတ်ကြိုက်စီမံပိုင်ခွင့်ရှိတယ်လို့အိမ်တောင်ပြူခြင်းမပြူခြင်းသားသမီးယူခြင်းမယူခြင်းပိန်ခြင်းဝါခြင်းဟာသူ့ရဲ့လွတ်လပ်မှုပါပဲတခြားသူတွေကြည်ကောင်းမှုအတွက်တခြားသူတွေရဲ့စေတနာတွေအတွက်တခြားသူတွေရဲ့အပြောတွေအတွက်ကြောင့်ကိုယ့်ဘဝကိုစေးဆက်တွေခြေသားပေးနေစရာမလိုဘူးလေမိတ်ဆွေကောင်းဆိုတာစိတ်နာကျင်မှာကိုတောင်တတ်နိုင်သလောက်ရှောင်တိန်ပေးတဲ့သူမို့ကိုယ်တိုင်လူတစ်ယောက်ကိုမြင်ရင်ဘလို့နှုတ်ဆက်မိတယ်လဲဆိုတာအရေးကြီးပါတယ်နေကောင်းလားဆိုတာနဲ့တင်ပြည်ရမယ့်ကိစ္စမှာပိန်သွားတယ်နော်မင်းဘဲကြီးကနောက်တစ်ယောက်နဲ့ဆိုစတာတွေကလောကကြီးကိုအယုတ်ဆိုးလွန်းစေပါတယ်တခါကလူငယ်တွေနဲ့ဆွေးနွေးပွဲလုပ်တော့မိဘတွေကခွင့်ပြုထားလို့တောင်လုပ်နေတဲ့အလုပ်တစ်ခုကိုပတ်ဝန်းကျင်ကထိခိုက်အောင်ပြောနေလို့ဘာလို့ရမလဲတဲ့ကိုကောင်းစေခြင်းနဲ့တကယ်လဲပြင်ဖို့လိုနေရင်ပြင်လိုက်ပါမဟုတ်ရင်လက်လျူရှုလိုက်ပါအရေးအကြီးဆုံးကတော့အဲ့ဒီလိုပတ်ဝန်းကျင်မျိုးဖန်တီးနေတဲ့လူမျိုးမဖြစ်ပါစေနဲ့လို့ရင်းနှီးတဲ့မိတ်ဆွေဆိုတာစိတ်နာကျင်မှာကိုတောင်တတ်နိုင်သလောက်ရှောင်တိန်ပေးတဲ့သူပါဒါကြောင့်မနှက်ပြန်ကျမတို့ဆုံကြရင်စိတ်ဒဏ်ရာတွေမပါစေတဲ့နှုတ်ဆက်ခြင်းတွေနဲ့မနှက်သစ်တွေကိုစတင်စို့နော်